အားလုံးပဲမင်္ဂလာပါကိုအောင်သူရဲ့ YouTube channel လေးကနေကိုမတွေအားလုံးနှွေးထွေးစွာပြန်လဲကြိုဆိုလိုက်ပါတယ်ဗျကိုအောင်သူရဲ့ကိုမတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြမ်းမှခြင်းများနဲ့ပြည့်စုံကြပါစေလိုရင်းဆန္ဒတွေတလုံးတော့ပါတဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလိုရဆန္ဒတွေပြည့်ဝကြပါစေမင်္ဂလာရှိသောမင်္ဂလာရှိသောနေ့ရက်တိုင်းကိုထားပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေစီးပွားလာလာပါတွေတိုးတက်ကြပါစေတက်ရှူတိုင်းမှာလည်းဝင်ငွေတွေတိုးပွားကြပါစေလို့ကိုအောင်သူကဆုမကောင်းတောင်းပေးလိုက်ပါတယ်ဗျကဲကိုအောင်သူရဲ့ကိုမတွေအားလုံးပဲเนาะလေကုံလေးမှာတော့အားလုံးအဆင်ပြေသွားခဲ့ပြီเนาะအကိုမတွေအားလုံးပဲမနက်ကကျွန်တော်ရဲ့ဇာတိုးပတ်တီးနှစ်ကြတယ်ဒီညနေမှာအကိုမတွေအားလုံးပဲเนาะကျွန်တော်10ပိုင်း3ပိုင်းပေးထားတယ်မိသားစုဝင်မျိုးတွေအားလုံးပဲ10ပတ်တီးထက်ကြတယ်เนาะအကိုမတွေအားလုံးပဲကနန်းပြန်ဆိုပေမဲ့ကျွန်တော်ပေးထားခဲ့တဲ့ပတ်တီးဒီ10ပတ်တီးထက်ကြတယ်ဗျာเนาะ10ပိုင်း3ပိုင်း83ဝမ်းချင်းလေးနဲ့တင်ပေးခဲ့တယ်ကဲအမျိုးတွေအားလုံးပဲမနက်ဖြန်က16ရက်6လ2026เนาะတနင်္အင်္ဂါနေ့12နာရီ10မိနစ်အတွက်မှာအကိုမတွေအားလုံးပဲရကျင်တယ်ပေါက်ချင်တယ်ဆိုရင်ကိုအောင်သူရဲ့ဗီဒီယိုဖိုင်လိုက်ရှိုးလေးကိုအစာလေးကနေအဆုံးလေးတိုင်အောင်ကြည့်မယ်လိုက်လာမလေးတွေနှိပ်ပေးမယ် share လို့ရတဲ့နေရာလေးတွေမှာ share ပေးမယ်မျှဝေလို့ရတဲ့နေရာလေးတွေမှာမျှဝေပေးမယ်တော့ယုံကြည်တဲ့အကိုမတွေအားလုံးပဲအဆင်ပြေမယ်မယုံကြည်တဲ့သူတွေကတော့အဆင်မပြေဘူးတော့ယုံကြည်နဲ့စော့ကြည့်ယုံကြည်နဲ့လက်တွဲစော့နော်အကိုမတွေအားလုံးပဲကျွန်တော်အတွက်ပို့ထိုးပေးရတာလည်းမရှိဘူးအကိုမတွေပေါက်ရင်အကိုမတွေအားလုံးရမှာကျွန်တော်အတွက်တရားဖို့လည်းပို့မထိုးအောင်90ဖို့လည်းပို့မထိုးပေးရပါဘူးနော်ဒီဗီဒီယိုဖိုင်လိုက်ရှိုးလေးကိုကြည့်နေတဲ့အချိန်လေးမှာပဲအကိုမတွေအားလုံးပဲနော်ဘေး100 200ပြင်ပိုးမကုန်ပါဘူးမိသားစုဝင်အမျိုးတွေအားလုံးပဲရကျင်တယ်ပေါက်ချင်တယ်ဆိုရင်ဗီဒီယိုဖိုင်လိုက်ရှိုးကိုအစာလေးကနေအဆုံးလေးတိုင်အောင်ကြည့်လိုက်လက်မလေးတွေနှိပ်ပြီးနော်ကို share တဲ့နေရာလေးတွေမှာ wine share ပြီးမျှဝေလို့ရတဲ့နေရာလေးတွေမှာမျှဝေပြီးနော်အကိုမတွေအားလုံးပဲ share ပေးလို့မျှဝေပေးလို့နော်အကိုမတွေအားလုံးတော့အကျိုးမရုပ်စီရဘူးနော်ကျွန်တော်အကောင်းဆုံးကြိုးစားပေးမယ်အကောင်းဆုံးရအောင်ရှာပေးမယ်နော်မိသားစုဝင်အမျိုးတွေအားလုံးပဲရစီခြင်းနဲ့ပေါက်စီခြင်းနဲ့ဆန္ဒလေးနဲ့အကိုမတွေအားလုံးတော့နော်အဆင်ပြေအောင်ကြိုးစားပေးထားတယ်မျှဝေပေးထားတယ်မိသားစုဝင်အမျိုးတွေအားလုံးကလည်းဒီဗီဒီယိုဖိုင်လိုက်ရှိုးလေးကိုမရက်မကြော်ပဲနဲ့အစာလေးကနေအဆုံးလေးတိုင်အောင်ကြည့်မယ်အကိုမတွေအားလုံးပဲကိုကြိုက်နှစ်တက်တဲ့ကနန်းလေးတွေဂျူထိုးမယ်နော်ဒီနေ့မှာပတ်တီးနဲ့အောင်မီရင်နှောင်လေးကိုပတ်တီးတွေကိုမိန်းကွက်တွေရောအားလုံးအဆင်ပြေအောင်ကြိုးစားပေးမယ်ရအောင်ရှာပေးမယ်နော်ဒါမှအကိုမတွေအားလုံးပဲအားပေးမှုနဲ့တော့မတတ်နိုင်ဘူးဗျာနော်ကျွန်တော်ပြောပြီးသားနော်အကိုမတွေအားလုံးပဲယုံကြည်မှုရှိမှလက်တွဲယုံကြည်မှုမရှိရင်လက်မတွဲနဲ့နော်ကျွန်တော်လူများကလို့တွယ်ဝပြီးတော့မပြောတတ်ဘူးတဲ့ပဲပြောတတ်တယ်ကြိုက်ချင်လဲကြိုက်မကြိုက်ချင်လဲနေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ပုံပွင့်လင်းလင်းအပြောပြီးတော့အလုပ်လုပ်တာအကောင်းဆုံးပါနော်လိန်ညာပြီးတော့အလုပ်ကိုလည်းကျွန်တော်မလုပ်ပါဘူးလိန်ညာတဲ့အလုပ်ကိုလည်းကျွန်တော်မတုံးနှုံးပါဘူးเนาะဒါကြောင့်မလို့ကိုအောင်သူကပုံပွင့်လင်းလင်းပဲပြောတယ်ပုံပွင့်လင်းလင်းပဲဆိုတယ်เนาะဒါကြောင့်မလို့ကြိုက်ချင်လဲကြိုက်တယ်မကြိုက်ချင်လဲမကြိုက်ဘူးကနန်းဆိုလဲဒီတိုင်းပဲကျွန်တော်ပေးရင်တစ်လုံးနဲ့လည်းပေးရတယ်เนาะကျွန်တော်အဲ့လိုမျိုးဒါကြောင့်မလို့ကိုအောင်သူရဲ့အမျိုးတွေအားလုံးပဲเนาะကျွန်တော်လေကျေတာလည်းမဟုတ်ဘူးเนาะအခုမှမြင်နေတွေ့တဲ့မိသားစုဝင်တွေတပတ်တန်ဒီကြည့်ပါနော်ကြည့်ပါနော်အကိုမတွေအားလုံးပဲယုံကြည်မှုရှိမှလာယူထိုးယုံကြည်မှုမရှိရင်ယူမထိုးနဲ့နော်အတင်းမတိုက်တော့ဘူးရားစီခြင်းလို့မျှဝေပေးတာပဲရှိတယ်နော်ကျွန်တော်ဝါသနာပါတဲ့အလုပ်ကလေးလေးဖြစ်တယ်အကိုမတွေအားလုံးလည်းအဆင်ပြေပါစေမိသားစုဝင်အားလုံးလည်းအဆင်ပြေနိုင်ပါစေဆိုတဲ့စိတ်ကလေးနဲ့ကျွန်တော်ကြိုးစားပေးတာမျှဝေပေးတာအမျိုးတွေအားလုံးရှိမှာပေါ့နော်ရပါစီပေါက်ပါစီရှုံးနေတဲ့မိသားစုဝင်တွေများတွေ့သွားခဲ့လို့မြင်သွားလို့ပေါက်သွားခဲ့တယ်ဆိုရင်ကုသိုလ်လည်းရတယ်ဆိုပြီးကျွန်တော်တတ်နိုင်တဲ့နေရာလေးကနေဒါမျှဝေနေတာပါအမျိုးတွေအားလုံးပဲเนาะမနက်ဖြန်က16ရက်6လ2026เนาะအင်္ဂါနေ့12နာရီ10မိနစ်အတွက်လာရောက်ပြီးမျှဝေပေးတာ12နာရီခွဲကိုကျွန်တော်ရဲ့ live ရှိတယ်အကိုမတွေအားလုံးပဲ12နာရီခွဲမှာ live လွှင့်ပေးမယ်မိသားစုဝင်အမျိုးတွေအားလုံးပဲ live ထဲကိုအကုန်လုံးဝင်လာစေချင်ပါတယ်เนาะအကိုမတွေအားလုံးပဲ12နာရီခွဲမှာအောင်ပွဲခံမယ်အောင်ပွဲခံနိုင်အောင်လဲကနန်းကြိုးစားပေးထားတယ်နော်အမျိုးတွေအားလုံးအတွက်ရားစီခြင်းလို့ပေါက်စီခြင်းလို့နော်ဒါကြောင့်မလို့အကိုမတွေအားလုံးပဲပတ်တီးနှလုံးနဲ့တစ်လုံးကိုလည်းကြိုက်တဲ့ပတ်တီးတစ်လုံးရွေးပေးမယ်ကြိုက်ချင်လဲပတ်ပါမကြိုက်ချင်လဲမပတ်ပါနဲ့နော်ကျွန်တော်တတ်နိုင်တဲ့ဟာအကုန်လုပ်ပေးမယ်ကဲ16ရက်6လ2026နော်အင်္ဂါနေ့12နာရီ10မိနစ်တော့လုံးမိုင်ပတ်တီးဒီ1ပိုင်း6ပိုင်းတက်ပတ်တီ6ပတ်တီပါအမျိုးတွေအားလုံးပဲเนาะတက်ပိုင်း6ပိုင်းတက်ပတ်တီ6ပတ်တီပါလုံးမိုင်ပတ်တီရှိရင်တက်ပါတော့ကနေ6ပါတော့ကနေမှလည်းကတ်ထုတ်ပါเนาะအကိုမတွေအားလုံးပဲတက်ပိုင်း6ပိုင်းလေးပါ
နော်တက်ပတ်တီး6ပတ်တီးပါအမျိုးတွေအားလုံးပဲနော်လုံးမိုင်ပတ်တီးရှိရင်ကတ်ထိုးနော်တက်ပိုင်6ပိုင်လားကဲတက်နဲ့ပတ်သက်တော့ main ကလေးဒီ10 15 1ခွန်14ပါနော်10ရဲ့15ရဲ့1ခွန်ရဲ့14ရဲ့ပါဗျာနော်ဒါတက်နဲ့ပတ်သက်တော့ main ကလေးတွေပါဗျနော်6နဲ့ပတ်သက်တော့ main ကလေးဒီ6 2 6 4 6 8 6 9ပါနော်6နှစ်က6လေးရဲ့6 8က6 9ရဲ့ပါဗျာနော်ဒါ6နဲ့ပတ်သက်တော့ main ကွက်ကလေးတွေပါကိုချိုင်းနဲ့တက်တဲ့ကဏ္ဍကိုထိုးနော်ပတ်တိမပတ်နိုင်တဲ့အကိုမတွေအားလုံးပဲ main ကွက်ကလေးတွေထိုးလို့ရတယ်နော်အကြိုက်ဆုံးကဏ္ဍလေးတွေရွေးပေးထားတယ်အကိုမတွေအားလုံးပဲကိုတက်နိုင်တဲ့လောက်ထိုး100ဘိုးတက်နိုင်100ဘိုးပဲထိုး200ဘိုးတက်နိုင်200ဘိုးပဲထိုးနော်ကျွန်တော်တို့100ဘိုးမှထည့်ထိုးပေးကြရမှာမဟုတ်ဘူးတပြားတစ်ချက်ဘိုးမှထည့်ထိုးပေးကြရတယ်မလိုပါဘူးနော်အကိုမတွေအားလုံးပဲကိုပေါက်ရင်ကိုရမှာပါဗျာနော်နော်အတန်းဘာဖြစ်နေလဲကျွန်တော်အတန်းနေမကောင်းဖြစ်နေတာပါနော်ချောင်းဆိုးပြီးတော့အတန်းနေနားနေလို့ပါအကောမတွေအားလုံးပဲမြတ်တိုင်ရခတ်ပါတယ်နော်နာတိခံပြီးကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အမျိုးတွေအားလုံးပဲနော်ကဲလေးလုံးအပြီးပေါက်အခွေလေးတွေအကောမတွေအားလုံးပဲနော်16 6လေးအခွေပါနော်လေးလုံးအပြီးပေါက်အခွေလေးဒီ16 6လေးအခွေပါဗျာနော်အကောမတွေအားလုံးပဲနော်လေးလုံးအပြီးပေါက်အခွေလေးဒီ16 6လေးအခွေပါနော်အမျိုးတွေအားလုံးပဲနော်တင်းနဲ့ပတ်သက်ရင် main တစ်ကွက်ပါမယ်6နဲ့ပတ်သက်ရင် main တစ်ကွက်ကောင်းပါမယ်เนาะနှစ်ကွက်ကောင်းလေးကျွန်တော်ပြောပေးမယ်1နဲ့ပတ်သက်တော့ main တစ်ကွက်ကောင်းသည်13ပါเนาะ1နဲ့ပတ်သက်တော့ main တစ်ကွက်ကောင်းသည်13ပါ1နဲ့ပတ်သက်တော့ main တစ်ကွက်ကောင်းသည်13ပါအကူမတွေအားလုံးပဲเนาะ6နဲ့ပတ်သက်တော့ main တစ်ကွက်ကောင်းသည်63ပါဗျเนาะ6နဲ့ပတ်သက်တော့ main တစ်ကွက်ကောင်းသည်63ပါ1နဲ့ပတ်သက်တော့ main တစ်ကွက်ကောင်းသည်73ပါနော်ကိုအောင်ရဲ့ကိုမတွေအားလုံးပဲကိုကြိုင်းနှစ်သက်ရာလေးကိုယူထိုးပါနော်ကျွန်တော် Viber channel လင်လေးလည်းချပေးမယ်အကိုမတွေအားလုံးပဲနော် Viber သုံးတဲ့မိသားစုဝင်များ Viber channel လင်လေးကို join ပေးထားပါအမျိုးတွေအားလုံးပဲနော်ကျွန်တော် Viber channel လေးကနေပြန်ပြီးတော့မျှဝေလို့ရတယ်အကိုမတွေအားလုံးပဲနော်ကဲကိုအောင်ရဲ့မိသားစုဝင်အမျိုးတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေလူရင်းဆန္ဒတွေတလုံးတော့ဝါတဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒတွေပြည့်ဝကြပါစေမင်္ဂလာရှိသောကမင်္ဂလာရှိသောနေ့ရက်တိုင်းကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေစီဝါလာလာပါတွေတိုးတက်ကြပါစေအသက်ရှူတိုင်းမှာလည်းဝင်ငွေတွေတိုးပွားကြပါစေလို့ကိုအောင်ပြောဆုမမောင်းတောင်းပေးပါတယ်အကိုမတွေအားလုံးပဲပေါက်တဲ့မိသားစုဝင်တွေကောမကလေးမှာပေါက်ကျေးလေးတွေမှတ်ပေးပါအခုမှမြင်နဲ့တွေ့တဲ့မိသားစုဝင်အားလုံးကကောမက်ကလေးမှာမင်္ဂလာပါလို့တယောက်တစ်ချက်စီမှန်ပေးကြပါဦးเนาะမနက်ဖြန်ကအင်္ဂါနေ့12နာရီခွဲမှာအကိုမတွေအားလုံးနဲ့เนาะ live လွှင့်ပေးမယ်အတူတူအောင်ပွဲခံနိုင်အောင်ကြိုးစားပေးထားတယ်အားလုံးပဲပတ်မယ်မှာကန်ကောင်းကြပါစေခင်ဗျာเนาะ